မင်္ဂလာပါအခုတော့ကျွန်တော်ဒီ Windows license Office license တွေကိုကျွန်တော်ဘယ်လို backup လုပ်အောင်မလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့ကွန်ပျူတာမှာဒီ Windows နဲ့ Office တွေကို license version ထည့်ထားတယ်ဆိုရင်ကျွန်တော်ဒီ backup လုပ်ထားတင်ပါတယ်နောက်တစ်ချိန်မှာကျွန်တော်ဒီ Windows ပြန်ပြီးတော့တင်ရတဲ့အခါမျိုးတွေမှာဆိုရင်ဒီကျွန်တော်တို့ backup ကိုပြန်ပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီမှာဒီ software လေးတစ်ခုရှိတယ်ဒီ raw file လေးနဲ့ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒီ right click နှိပ်ပြီးတော့ extract to နဲ့ကျွန်တော်တို့ raw ဖြည့်လိုက်ပါမယ်ဒါဆိုဒီ folder လေးတစ်ခုရလာမယ်အဲ့ folder ကိုကျွန်တော်တို့ဖွင့်လိုက်မယ်ထပ်ပြီးတော့ကျွန်တော်ဒီမှာ raw ထပ်ပြီးတော့ဖြည့်လိုက်မယ်သူကဒီ password ကတော့1 2 3 4ဖြစ်ပါတယ်ဒီမှာဆိုဒီအောက်ဆုံးကနှစ်ခုပဲကျွန်တော်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ဒီကိုယ့်ရဲ့ Windows က64 bit ဆိုရင်64ဆိုတဲ့ဟာကို run ပေးမယ်32ဆိုတော့ဒီ86ဆိုတဲ့ဟာကို run ပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီကွန်ပျူတာကတော့ဒီ64 bit ဖြစ်တဲ့အတွက်ဒီ64ဆိုတဲ့ဟာကိုပဲ double click နှိပ်ပြီးတော့ run လိုက်ပါမယ်ပြီးဒီမှာကျွန်တော်ဒီ accept ဆိုတော့နှိပ်မယ်ပြီးတော့ဒီဘယ်ဘက်မှာရှိတဲ့ဒီ toolkit ဆိုတဲ့ထဲကိုနှိပ်ပြီးတော့ဝင်လိုက်မယ်အဲဒီမှာအများကြီးရှိတယ်ကျွန်တော်တို့ကဘယ်ဟာကိုသွားပြီးတော့လုပ်အောင်လဲဆိုတော့ဒီ activation backup ဆိုတဲ့ဟာကိုကျွန်တော်တို့နှိပ်ပေးရမှာဖြစ်ပါတယ်အဲဒီမှာဒီ backup လုပ်ထားတာကျွန်တော်မရှိဘူးဒါကြောင့်ဒီမှာကျွန်တော် backup ကိုကျွန်တော်နှိပ်လိုက်ပါမယ်ဒီမှာ successful လို့ပြပြီဆိုရင်ရပါပြီပြီးတော့ဒီအပေါ်မှာကျွန်တော်တို့ဒီ date လေးနဲ့ကျွန်တော် product name ရယ် time ရယ်ကျွန်တော် date ရယ်ကြာလာမယ်ဒါဆိုကျွန်တော်ဒီ okay ကျွန်တော်နှိပ်လိုက်မယ်ပြီးတော့ဒါလေးကိုပိတ်လို့ရပါပြီကျွန်တော်ဒီ backup လုပ်လိုက်တဲ့ဟာကဘယ်ကိုရောက်သွားမလဲဆိုတော့ဒီခုနကတော့ folder ထဲမှာဒီ edit backup ဆိုတဲ့ folder ရှိပါတယ်အဲ့ထဲမှာတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်ပါဒီမှာဆိုဒီကျွန်တော်ရဲ့ဒီ date နဲ့ time နဲ့ကျွန်တော်မှာ backup folder လေးတစ်ခုရှိပါတယ်ကျွန်တော်ဒီ folder ကိုတော့ကျွန်တော်မပြောက်အောင်ထိန်းထားပေးရမှာဖြစ်ပါတယ်ပြန်ပြီးတော့ကျွန်တော် restore ပြန်လုပ်ချင်တယ်ဆိုရင်တော့ခုနတော့ကဒီ folder လေးရှိရမယ်ပြီးတော့ဒီ software လေးရှိရမယ်ဒီ software ကိုကျွန်တော်ဝင်ပြီးတော့ခုနအတိုင်းပဲဒီမှာ activation backup ထဲကိုပြန်ဝင်ပြီးတော့ဒီ restore ဆိုတာလေးရှိပါတယ်ဒီမှာကျွန်တော်ဒီကို restore လုပ်ချင်တဲ့ backup file ကိုရွေးပြီးတော့ဒီ restore ပြန်လုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ထည့်ထားတဲ့ Windows license Office license တွေကပြန်ပြီးတော့ရောက်ရှိလာမှာပဲဖြစ်ပါတယ်ဟုတ်ပါအားလုံးပဲကျေးဇူးများတင်ပါတယ်